အားလုံးပဲမင်္ဂလာပါဇန်နဝါရီလ9ရက်နေ့မှာဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကဈေးကွက်ပြန်ပြီးတော့မှစဖွင့်တဲ့နေ့မှာပဲ29ဘစ်အဟာနဲ့ဈေးစပြီးတော့မှဖွင့်ခဲ့ပြီးတော့မှဈေးအတက်ဘက်ကိုအားကောင်းနေတာပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမ္ဘာရွှေဈေးက4361ဈေးတန်းနဲ့ဈေးစဖွင့်ခဲ့ပြီးတော့မှလက်ရှိအချိန်ထိ4426ဈေးတန်းထိအမြင့်ဆုံးတက်ထားပြီးတော့မှ4345ဈေးတန်းထိအနည်းဆုံးဆင်းထားတယ်လက်ရှိရောက်နေတဲ့ဈေးတန်းကတော့ကျွန်တော်တို့4421ဈေးတန်းကိုရောက်နေတာပဲဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့ကမ္ဘာရွှေဈေးက81ပြည့်ဝန်းကျင်ခန့်ကိုဒါအလောက်ခန့်ဖြစ်ထားပြီးပြီပဲဖြစ်ပါတယ်ဆိုတော့ကမ္ဘာရွှေဈေးကဈေးအတက်ဘက်ကိုအားကောင်းနေတဲ့အနေအထားမှာရှေ့ဆက်ပြီးတော့မှကမ္ဘာရွှေဈေးဘယ်လိုတွေဖြစ်လာနိုင်လဲဘယ်ဈေးတန်းတွေမှာရောင်းသင့်ဝယ်သင့်နေဆိုတာတွေကိုကျွန်တော်ဆက်ပြီးတော့မှသုံးသပ်ကြည့်အောင်ပါကျွန်တော် export time frame ရသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့လက်ရှိမှာဆိုရင်ကျွန်တော်ကမ္ဘာရွှေဈေးက4419ဈေးတန်းကိုရောက်နေတယ်ကျွန်တော်တို့ဒီဈေးတန်းမှာပဲလက်ရှိအနေနဲ့ပေါ့နော်ကျွန်တော်ကတော့ဒီ4419ဈေးတန်းကို resistance ဈေးတန်းအနေနဲ့ကျွန်တော်ကတော့သတ်မှတ်ခြင်းတယ်ဆိုတော့ဒီ4400ဈေးတန်း4419ဈေးတန်းအပေါ်မှာကမ္ဘာရွှေဈေးက4နာရီစာအတိုင်းတာရဖောက်တက်ပြီးပိတ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကဒါအတက်ဘက်ကိုအားကောင်းနိုင်ပြီးတော့မှဒီ4400ဈေးတန်း4419ဈေးတန်းအပေါ်ကိုဖောက်မတက်နိုင်သေးလို့မို့ကျွန်တော်ဒီ4419ဈေးတန်းအောက်မှာပဲပြန်ပိတ်ခဲ့ပြီဆိုရင်တော့ကမ္ဘာရွှေဈေးကအကြဘက်ကိုပြန်ပြီးတော့မှလာနိုင်ပါတယ်ဒါကြောင့်မလို့ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီနေ့အတွက်4419ဈေးတန်းကိုကျွန်တော်တို့စောင့်ကြည့်မယ်လက်ရှိမှာလည်းကျွန်တော်တို့ဒီ4419ဈေးတန်းမှာရောက်နေတဲ့အတွက်ကြောင့်မလို့မစ္စရိုအနေနဲ့ဒါအဝယ် order တွေကိုကျွန်တော်ကတော့တစ်ချက်သတိထားစေချင်တယ်ဒီ4419ဈေးတန်းအပေါ်ကိုဖောက်တက်တာတေချာမှသာအဝယ် order ကိုဝင်စေခြင်းနဲ့ကျွန်တော်တို့ဖောက်တက်တာတေးကြပြီဆိုလို့ရှိရင်တော့ဒါမျိုးဆိုတွေအနေနဲ့ရေတို့အဝယ် order လိုက်ပြီးတော့မှကျွန်တော်ဘယ်နာမှာအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီနားလေးကျွန်တော်4436ဈေးတန်းဝင်ခြင်းကျွန်တော်တို့ဒီမှာ4445ဈေးတန်းဝင်ခြင်းနေမှာမျိုးဆိုတို့အနေနဲ့တေးကြတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်ကျွန်တော်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ4419ဈေးတန်းအောက်မှာပဲ4နိုင်အတိုင်းတာရဈေးပိတ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမျိုးဆိုတို့အနေနဲ့ရေတို့အယောင်း order ဝင်ပြီးတော့မှကျွန်တော်ဒီဘယ်နာမှာအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်တော့အနည်းဆုံးအနေနဲ့ကျွန်တော်တို့4400ဈေးတန်းဝင်ခြင်းနောက်ပြီးတော့ဒီမှာ4390ဈေးတန်းဝင်ခြင်းမှာမိတ်ဆွေတို့အနေနဲ့အမြတ်ပိုင်းဖြတ်နိုင်ပါတယ်ဒါကတော့ကျွန်တော်တို့ရေတို့အယောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအတွက်ပါကျွန်တော်ဒီ4445ဈေးတန်းအပေါ်ကိုဆက်ပြီးတော့မှဒါဖောက်တက်ပြီးပိတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးက4499ဆို4500ဈေးတန်းဝင်ခြင်းနေအမြင့်ဆုံးဖြစ်တဲ့ကျွန်တော်တို့ဒီ4540ဈေးတန်းဝန်းကျင်နေအထိကိုပြန်ပြီးတော့မှဈေးအတက်ပြန်ပြီးတော့မှအားကောင်းနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့အတွက်ပို့ပြီးတော့မှတေးကြအောင်ဒီ4445နဲ့ကျွန်တော်ဒီမှာ4419ဇုံလေးကိုစောင့်ကြည့်စေခြင်းနဲ့ရေတို့တော့ကတော့ကျွန်တော်ဒီမှာ4419ဈေးတန်းကိုစောင့်ကြည့်ပြီးတော့မှ4419ဈေးတန်းအပေါ်ကိုဒါဖောက်တက်တာတေးကြခဲ့ပြီဆိုလို့ရှိရင်တော့4နိုင်စာတိုင်းတိုင်းရဖောက်တက်ပြီးပိတ်ခဲ့ပြီဆိုလို့ရှိရင်တော့ဒါရေတို့အဝယ် order လိုက်ပြီးတော့မှကျွန်တော်ဒီမှာ4419ဈေးတန်းအောက်မှာပဲဈေးပြန်ပိတ်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒါမျိုးဆိုလို့အနေနဲ့ရေတို့အကြောင်း order လိုက်နိုင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ technical နည်းရကွာရွှေသုံးသက်ချက်တွေပဲဖြစ်ပါတယ်ဆိုတော့ဒီသုံးသက်ချက်တွေကမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းကမ္ဘာရွှေကိုစိတ်ဝင်စားလို့လေ့လာခြင်းနဲ့မိတ်ဆွေတွေရှိခဲ့မယ်အကောင့်ဖွင့်ပြီးတော့မှအယောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်ရဲ့ Facebook Messenger ကနေတဆင့်ဒါမှမဟုတ်ရင်လည်း TikTok ချက်ပေါက်ကနေတဆင့်အသေးစိတ်လာပြီးတော့မှစုံစမ်းနိုင်ပါတယ်။တင်တဲ့တက်ပြီးတော့မှလေ့လာခြင်းတဲ့မိတ်ဆွေတွေအနေနဲ့လည်းဒါကျွန်တော်စီမှာတင်ပြလာရောက်ပြီးတော့မှအနံ့နိုင်ပါတယ်ခင်ဗျာ။